ကဲအိမ်မှာပဲ budget save လုပ်ထိုးလေးလုပ်စားကြရအောင်ဒါကတော့ကျမက City Mart ကနေပြီးတော့ဝက်ကလီသားအစုံတဘူးကို8000နဲ့ဝယ်လာတာပေါ့နော်သူထဲမှာအသေးလေးပါတယ်ကြောက်ကက်နည်းနည်းပါတယ်နောက်ပြီးတော့တရရွက်ဥအစုံလေးလည်းပါတယ်ပေါ့နော်ဥတွေကိုတော့ရှာလကာရီလေးနဲ့ပြန်ဆေးလိုက်ပါတယ်သူကသူတော့အကုန်လုံးဆေးပြီးသားဖွေးနေတာပေါ့နော်ကျမကတော့ရှာလကာရီနဲ့ဥလေးကိုအနှံ့ပြအောင်ပြန်ဆေးလိုက်ပါတယ်ပြီးတော့မှအရသာအတွက်ကိုတင်းကြိုင်အကြည့်ရဲ့အနောက်ကစားရဲ့တကြားရည်နဲ့နေလိုက်ပါတယ်။ရောင်လေးငှားဖို့အတွက်ကိုတကြားလေးကိုအရင်ဆုံးစီတက်လိုက်ပါတယ်။တကြားစီတက်တာအရေပြော်သွားပြီဆိုတော့မှဒီကိုကလီစာနေဟန်လေးကိုထည့်လိုက်ပါတယ်။ပြီးရင်တော့ရေလေးထည့်ပြီးတော့နူးအောင်ဆက်တယ်ပါမယ်။မွေးနံသာအတွက်ကိုဖာလာစီရဲ့နနက်ပွင့်ရဲ့တကြဘူးတစ်ခေါက်ကကျွန်မထည့်ထားပါတယ်။မိနစ်20လောက်ပြုတ်ပြီးတဲ့အချိန်မှာတော့အသေးလေးကိုကျွန်မဆင်းထားလိုက်ပါတယ်။အသေးကအရင်ကြာကြီးပြုတ်လို့ရှိရင်မာနဲ့လို့စမကောင်းဘူးပေါ့နော်။ကျန်တဲ့ကလီစာလေးတွေနူးပြီးဆိုလို့ရှိရင်တော့ကဲဒုတ်ထိုးဆိုင်စဖွင့်လို့ရပါပြီ။ကျမလိုလုံးတစ်ဖက်နဲ့အင်ရှင်မမျိုးကြတော့ဒီလိုထွေလီကားလေးတွေကပိတ်ရက်မှာပဲလှုပ်ရှားဖြစ်တာ။ကဲဒီမှာ8000ဘူးတွေနဲ့တဝါးကြီးစားလို့ရပြီနော်။စားကြပါအောင်ရှင်။